စာပေချစ်သူများအားလုံးမင်္ဂလာပါဒီတစ်ခေါက်မှာတော့ဆီယမကျူရေးသားထားတဲ့ဝတ္ထုတော်တွေကမှရွက်လီများဆိုတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်ရွက်လီများတကယ်တော့လေကျမတို့လူဘဝဆိုတာကမ်းမမြင်လမ်းမမြင်နဲ့ပင်လယ်ပြင်တမုတ်တရားပြင်ကြီးထဲမှာကိုယ်တိုင်ထိန်းချုပ်ပိတ်ကင်နဲ့ရွက်လီတစ်စင်းစီဖြင့်ခရီးနေကြရသည်ပဲမဟုတ်လားဟိုးငငယ်ကလေးဘဝအရွယ်တုန်းကတော့ရေပြင်ကိုမြင်လင်းလှေလွန်းချင်စိတ်တွေပဲရှိခဲ့တယ်။ကျမငယ်စဉ်ကအေယာဝတီမြစ်ဤအနောက်ဘက်ကမ်းကရွာစည်းတစ်ရွာမှာခိတ္တသွားရောက်နေထိုင်ခဲ့ရဘူးတဲ့။ခြံဝင်းကြီးမှာအကျယ်ကြီးစတူရန်ပေပေါင်း2000လောက်တော့ရှိမိထင်တယ်။အဲ့ဒီခြံကြီးရဲ့ပတ်လည်မှာမြင့်မား၍အရွက်စိတ်တော့မကြီးပင်များစီတန်း၍ရှိနေသေးတယ်။ခြံရှိက3ပေလောက်ကျဲတဲ့ရေမြောင်းသည်နေရာဒီမှာရေမစီးတော့လဲမိုးရာသီနှင့်မြောင်းရေလွှတ်သည့်ကာလများတွင်ဒူးစစ်ချီမြင့်သောရေဖြင့်ချောင်းကလေးတစ်ခုအဖြစ်စီစဉ်နေကြဖြစ်သည်အိမ်ဆန်ဝင်းတကားပေါင်းနှင့်ရှေ့ကတာလန်းကိုဆက်သွဲထားသောတစ်လုံးကင်းတရားပြင်ကလည်းတော်တော်ကျဲသည်ထိုတရားပြင်ပေါ်မှာရေမြောင်းတဲသို့ခြေချ၍ထိုင်သည့်အခါရေကကျမ၏ခြေမျက်စိထိနစ်နေလေးရှိသည်တခါမြောင်းကြီးမှရေလွန်များသည့်အချိန်တရားတစ်လုံးဤအဆက်ထိပင်ရေမြင့်သည့်အခါကျမရှိသလုံးအပေါ်ပိုင်းအထိရေမြုပ်တတ်၏ရေစီးဤတိုးတိုင်းမှုကိုအစမ်းတကျဲခံယူရင်ကျမအမြဲစိတ်ကူးလေးရှိသည်ကစက်ကူလေးလှုပ်ဖို့စက်ကူလေးသည်ကလေးတိုင်းလှုပ်ဖူးနေကြလက်မှုအမှုပညာဖြစ်တယ်လို့စက်ကူလေးလှုပ်ခြင်းသည်ကလေးတိုင်းဆော့ကစားဘူးနေကြကစားနည်းဖြစ်လိမ့်မည်စက်ကူလေးကိုချိုးသည့်အခါရိုးရိုးစင်စက်ကူလေးနှင့်တက်မပါသောစက်ကူလေးရဲ့လို့2မျိုးရှိသည်ကျမကတော့ရိုးရိုးစင်စက်ကူလေးကလေးသာချိုးလေးရှိသည်ထိုစက်ကူလေးကလေးကိုမြောင်းရည်ထဲတွင်ကျမချလိုက်လင်လှေကလေးသည်ရေစီးအတိုင်းလျင်မြန်စွာပြေးလေသည်ထိုလှေကလေးမျက်စိအောက်မှပျောက်သွားသည့်အထိတရွေ့ရွယ်လွင်သွားတာကိုမြင်ရလင်ဘလို့ပျော်မှန်းမသိပျော်မိ၏ထိုလေကလေးတာလှုပ်ပြီးဘလောက်မှမကြခင်ဟိုညိတီညိပြီးကန်းဆက်မှတောင်းတင်းနေလင်ဒုတ်ဆောင်ကလေးဖြင့်ထိုးကော်ကထပ်သွားစေဖို့ကြိုးစားမိသေး၏တကယ်တော့လဲညိပြီးလဲပြိုနစ်စင်ကလေးကစက်ကူကရေဆိုးစွပြီးဤလေသည်ပြန်လဲထောင်မှတ်ပြီးခရီးနှင်ဖို့ဆိုတာတိတ်မဖြစ်နိုင်ပေရေဆိုးချက်ပြားကလေးအဖြစ်တုံးလုံးပလက်လဲရင်မျောဖို့သာရှိတော်သည်အဲ့ဒီတုန်းကစက်ကူလေးကလေးတစ်စင်းနစ်နေပြီဆိုရင်နောက်စက်ကူတစ်ရွက်ဖြုတ်ပြီးအလင်းအမြန်နောက်တစ်စင်းချိုးနိုင်၏ရေမာချပြီးလွှတ်နိုင်သေး၏ဒါကြောင့်လေကလေးဘဝဟာပျော်စရာကောင်းခဲ့ခြင်းဖြစ်မှာပါအသက်နည်းနည်းပိုကြီးလာလို့ပကြီးရေးဆွဲဖို့ဝါသနာပါလာသောအခါမှာလဲကျမသည်ရေပြင်ကိုရေးဆွဲတိုင်းလှေတစ်စင်းထဲဖို့ကြိုးစားလာခဲ့သည်ဘာကြောင့်လဲတော့မသိရေပြင်ဆိုတာလှေကလေးရှိနေမှပြည့်စုံသည်ဟုထင်ခဲ့ပုံရသည်ဆွဲလိုက်သည့်လှေကလေးရွက်လေဖြစ်တတ်သည်ရွက်တိုင်းမှာအဝတ်စကိုရွက်လွန်ထားသည့်မြမဆန်ရွက်လေလားပြိုင်ပွဲဝင်ရွက်လေပေါ့ကလေးတွေလားကျမမှတ်မိပါလှေဤထိန်ကျုံမှုအောက်မှာကိုလှေကိုသွားလိုရာသို့ပဲကံပြီးခရီးနှင်နိုင်သည့်ဘဝမျိုးကတော့တော်တော်အားကျစရာကောင်းလာပါသည်တကယ်လက်တွေ့ဘဝမှာတော့ကျမလှေမစည်းရဲပါမြစ်ပြင်ကျဲမှာလှေဖြင့်စုံစံသွားလာနေကြသူများကိုအားကြပါရဲ့သူတို့နေရာမှာကိုကစိတ်ကူးဖြင့်ဝင်ရသည်ကတော်တော်ကျဉ်းနှံ့ဖို့ကောင်းသည်တကယ်ကိုယ်တိုင်လှေပေါ်မှာလိုက်ပါစီးနှင်းဖို့ထိုထပ်ပို၍ထိုလေကိုပဲ့ကိုင်းလှော်ခတ်ဖို့ရွယ်လွင်ဖို့ဆိုတာဘလို့မှတတိမွေးယူလို့မရသည့်အဖြစ်တွေဘာကြောင့်လဲဆိုတော့ကိုမယုံကြည်လို့ပေါ့ကိုအစွမ်းတတိကိုလည်းမယုံကံကြမ္မာဆိုတာကိုလည်းမယုံကိုရွက်လေကိုလေထန်သည့်မုန်တိုင်းကဆွနှွေပြစ်မှလည်းပူပင်ရသေးသည်ဒါကြောင့်လှေမှန်သမျှရေမှန်သမျှဘေးကကြည့်ပြီးအားကြယုံမဲတာယာခဲ့မိ၏ကိုယ်တိုင်ပါဝင်ဖို့ဘယ်တော့မှစိတ်ကူးခဲ့သည်မဟုတ်သို့သောကျမမတွေးမိသည့်အချက်မှာကျမသည်ဘဝ၏ကိုယ်ပိုင်ရွက်လေဖြင့်ခရီးနှင်နေခဲ့ပြီဆိုတာပါပဲကျမ၏ရွက်လေကဘလောက်ခိုင်ခန့်တယ်လဲဘလောက်လုံးစုံတယ်လဲကျမမသိဘသူမှလည်းမသိကိုလှေကိုလှပအောင်ဆွဲဆောင်မှုရှိအောင်ကျမတို့ဆေးချယ်ရင်အောင်မြင်သူတွေရှိမည်မအောင်မြင်ခဲ့သူတွေလည်းရှိမည်
လှပနိုင်သူတစ်လွင်နိုင်သူတို့ကဂုံယူစွာရွက်လင့်နေစဉ်တွင်မအောင်မြင်သူတွေကအစုပ်အပြဲအဖာအထေးရွက်တို့ဖြင့်မွဲနွမ်းတော်လှေကိုယ်တဲ့ဖြင့်နာနာကြီးကြီးရွက်လွင့်နေကြလိမ့်မည်ကိုလှေကိုခိုင်ခန့်တည်ထက်ခိုင်ခန့်အောင်တာရှိခန့်တည်ထက်ခန့်အောင်စ조사ပြင်ဆင်လိုသူတွေလည်းရှိမည်ကန်စီမန်ရပဲဟုကန်စမအပေါ်ယုံပြီးပုံအပ်ထားသူတွေလည်းရှိမည်မုံတိုင်းဗဟိုနှင့်နီးသူတွေရှိမည်အဖျားအနာပဲထိသူတွေရှိမည်အချိန်မတိုင်မီနှစ်သူတွေလည်းရှိမည်အချိန်တိုင်ခြင်းမတိုင်ခြင်းကိုရောဘသူကဆုံးဖြတ်ပေးပါသလဲကျမတို့ခရီး200ဤအဆုံးပန်းတိုင်ကဘာလဲအမှန်တိုင်းပြောရရင်ကျမမသိပါနစ်မြုပ်ခြင်းသည်ခရီးဆုံးလားမနစ်မြုပ်ဖဲခရီးဆက်ခွင့်သာရခဲ့ရင်ဟိုဘက်မှာရောဘာရှိသလဲဘာကိုမျှော်လင့်ပြီးကျမတို့ရွက်လွင့်နေကြတာလဲမေတ္တာတရားအတွက်လားပြင်မဆိုတရားအတွက်လားဒါမှမဟုတ်နိဗ္ဗာန်ဟုစကားအရသာသိပြီးတကယ်လက်တွေ့ကျမမသိမြင်နိုင်တော့စိတ်အခြေအနေတစ်ခုစီတို့လားတည်တတ်နေရတစ်ခုစီတို့လားရော့စတဝစ်ဤရွက်လွင့်ခြင်းကိုနားထောင်ရစဉ်ကတော့ဥတီရရှိသူဤရွက်လွင့်ခြင်းတစ်ခုအပေါ်အားကြပြီးမုဒိတာပွားခဲ့ရဖို့သည်ဖျားတခင်နှင့်နီးရာအရှင်တခင်ရှိရာအရက်စီသို့ဥတီ၍ရွက်လွင့်နေခြင်းဖြစ်နိုင်သည်ဘလောက်အထိပ္ပယ်ရှိလိုက်တဲ့ဘဝဖြစ်တယ်လေကျမကရောဘယ်ကိုဦးတည်ပြီးရွှဲလွင်နေခဲ့ပါသလဲဟုကိုပြန်လဲဆန်းစစ်ကြည့်သောအခါကျမတော်တော်လန့်သွားသည်ဘာကိုဦးတည်မှန်းသာမသိပေမဲ့ခရီးကတော့အတော်ပေါက်ခဲ့ပြီးလေပြီကျမ၏ရွက်လေပေါ်မှာလဲလိုချင်၍တည်ယူခဲ့သောပျော်ရွှင်မှုများမလိုချင်ပါဘဲနှင့်လက်ခံယူခဲ့သည့်အမှားများလွှင့်ပစ်လို့ရလင်ချက်ချင်းလွှင့်ပစ်လိုက်စဉ်သောနောင်တများစသည်ဖြင့်ကုန်စည်ပစ္စည်းများလဲအသင့်စုံခဲ့ပြီကျမဘယ်ကိုရောက်မှလဲဆိုတာကိုလည်းသိစင်လာပြီမုံတိုင်းကြောင့်သို့မဟုတ်ကျမဤပိတ်ကင်ထိန်ချုပ်ခြင်းအတက်ညံပြင်းမှုကြောင့်လှေကလေးနစ်သွားလိမ့်မလားဟုလဲစိုးရိမ်ပူပန်လှပြီဘသူကမှအာမခံပေးလို့မရသည့်ဟောဒီသမုတ်တရားပြင်ကြီးထဲမှာမင်းရဲ့လေဘာမှဖြစ်မှာမဟုတ်ပါဘူးဟုသောဖြောင်းဖြနှစ်သိမ့်ပေးမှုကိုလည်းတစ်ဖက်ကကြားစင်နေမိပြန်သည်ကိုရောင်ဘယ်အချိန်နဲ့မလဲမသိနိုင်သည့်ခရီးမှာသူများလေတွေနေလူမတက်ဖြစ်တာနှစ်သွားတာတွေကိုသူရဲကောင်းဆန်ဆန်ကဲတင်နိုင်လေမလားဟုလဲကိုဘဝင်မြင့်ခဲ့ပြီးပြီကိုလေခိုင်ခန့်အောင်လုံခြုံအောင်ပြုပြင်သည့်စောင့်မိအစားအပေါ်ရန်ဆေးဆင်မှုကိုပို၍ဦးစားပေးခဲ့မိသည့်ကာလကလည်းအတော်ရှိကြခဲ့ပြီချစ်ဆက်ပြီးကျမ၏လေခိုင်ခန့်ဖို့သာစူးစမ်းရတော့မည်အချိန်တော့နောက်မကျသေးဟုမျှော်လင့်ရပါသည်ကျမ၏လေထဲမှာတည်ယူခဲ့သည့်ပျော်ရွှင်ခြင်းဆိုတာတွေကအခုအချိန်မှာပြန်လည်သုံးလို့မရတော့သည့်တစ်ခါသုံးပစ္စည်းတွေစွန့်ပစ်အမှိုက်တွေတာဖြစ်တော်သည်လူဘဝမှာတကယ်လိုအပ်သည်ကပျော်ရွှင်ခြင်းမဟုတ်တတ်သိတာဖြစ်သည်ဟုကျမအတွေးတောစာပြုလာပြီကျမလိုအပ်သည့်အရာမှာပျော်ရွှင်မှုဟုထင်ခဲ့ဘူး၏ငွေကြေးဥစ္စာဟုထင်ခဲ့ဘူး၏အောင်မြင်ကြောကြားမှုဟုထင်ခဲ့ဘူး၏အဲ့ဓာတွေကိုရမှဖြစ်မိဟုထင်ကမနိုင်မနှင်းတည်ယူခဲ့ပြီးပြီကျမလိုအပ်တာဒါမဟုတ်ဘူးဟုသိတယ်လို့ရှိလာချိန်မှာဒါတွေကိုလွှင့်ပစ်ဖို့လည်းမဖြစ်နိုင်အဲ့ဒီအရာတွေနဲ့ကျမကတော်တော်ကြီးပေါင်းဆက်ညှိတွယ်နေခဲ့ပြီးပြီမဟုတ်လားလှေကလေးပေါ်အောင်ကိုထိမ့်သိမ့်တိုင်းလိုရာရောက်အောင်အဲ့ဓာတွေကိုပစ်စားခဲ့မှရမည်ထင်ပါရဲ့အခုတော့ကျမရွက်လေလေးလဲလွင့်နေစေလေးလံသောအပိုပစ္စည်းများကိုလည်းလွှင့်ပစ်ဖို့ကြံရွယ်ရင်းတွေ့ဖက်နေစေလှေကလေးခိုင်ခန့်ဖို့ပြုပြင်တိဆောင်းမှဖြစ်မည်ဟုသောအတိတရားကလေးရေးပေါ်လာပြန်တော့အလုံးစတင်ဖို့တွန့်ဆုတ်နေစေအဲ့ဒါလိုနှင့်ဒီလှေဤတတန်းကလှေတဲ့စင်းဤရေပုံရတတန်းထက်ဝက်ပင်ကြော်ခဲ့ပြီရှေ့မှာခရီးကမိုင်ပေါင်းများစွာရေပြင်ကြီး